အောင်ကြီးရှိပါအတန်ကြားတဲ့အခါစီးပွားဥစ္စာအဟုတ်မကြအောင်မကျမ်းမချမ်းသာပါလို့ဘေးရန်မဝဲကြံနိုင်အောင်ဆောင်နိုင်မြောက်မှာခွန်ရဲ့သားသမီးများနဲ့နတ်လူမြမတဲ့ကြီးကိုသာတရားသုံးခုမှလာပြည့်နွေကစုံရွှေဖုံးတော်6ဖြာတောက်ခါမဟာဗောဓိညောင်မင်းအောက်မှာဖရာအဖြစ်တရားအစစ်နဲ့ရွှေပလင်းထဲမှာစံပေတင်ခါရောင်မာရင်မေခလာခေရနာစီလိုမာနမင်းရဲ့အမန်တင်းကဝတ္တဝရီနပြေကလာစစ်ချီကရန်ွေမှုလို့ဖရာကိုရှင်းတုပလင်လူပြန်နာသိခါမ၍အမြင်မထားပါရမီ7ပါးနဲ့မာနယနှင်းနှိမ်မေရှာမေတ္တာဓာတ်နဲ့ဘုံတန်မြတ်စွာကောင်းလင်းငယ်အောင်ခြင်းပထမဟာဗုဒ္ဓံမြတ်စွာကောင်းလင်းငယ်အောင်ခြင်းဒုတိယဟာအခါတပါမြတ်စွာဘုရားသည်ရာဇဂိုပြည်လမ်းမှာသုံးဟန်ကြွလာတဲ့တန်လိုက်မဲဒီဝထမရဲ့ရောင်စီပြန်တော်နာလာကြီးသည်အမည်ရှိတဲ့စင်ကိုအရက်အမျိုးမျိုးတွေတင်းတိုက်လို့သာဖယားမြတ်စွာကိုပင်အနှင်းခိုင်းလိုက်တာတို့ပါတော့လဲစင်မိုက်ကြီးမှာဒုတုံရရှာမေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာခေါင်းနှင်းငယ်အောင်ခြင်းတတယဟာလူစိုးဘအင်္ဂုလိမလာဟာတန်လျက်ဓာကိုသူလည်းဖြာကမချပါဓမြကြီးလှုပ်၍သို့ရုပ်ပုံမှာလက်ညှိုးတွေခေါင်းလို့သာ
မြတ်စွာထောင်းနှင်းငယ်အောင်ခြင်းသဒုဋ္ဌပါတရားတော်မျက်လျှောပါလို့တရားမြမအများတော်ဘိုးဘုံပရိသတ်ဆုံးနဲ့မင်္ဂလာပွဲမှာစိတ်စမာနာမိတ်မယုံမှာသူ့ဘိုက်ကိုပြင်ကြဖုံးကဖယားကိုဓမ္မနဲ့ကမ္မထံသောကြကငိုကြွေးအရှင်မုံကိုလေးလက်ဝန်ရှိတဲ့ပုံဟာဆောင်လို့သူဆွဆွဲလာအပြစ်တော်မယူပဲလူပုံထဲမှာမေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာထောင်းနှင်းငယ်အောင်ခြင်းပြင်စမဟာဖယားဒီတနာမသားပွဲဝင်နေရအိဋ္ဌရဲ့ဒုက္ခရဲ့အနတ္တတရားကိုမားရဲဆို၍မကြည်ညိုပြနာအယူလွဲတဲ့ငရဲမိစ္ဆာပစ္စကပရပိုင်မလိမ္မာဒေသနာတော်အနန္တကိုမြတ်ဖယားကနောင်မမအောင်ပစ္စကကိုတရားပြရှာမေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာထောင်းနှင်းငယ်အောင်ခြင်းသတ္တမသာရွှေတောင်ကပန်းမှာကြမ်းတမ်းနေနတ်နဂါဘာမှာသာလောက်စရာနန်းတော်ပနန္ဒလျံတပြည့်အသက်ရာကလေးချွေခွင်းမွေမင်းရာသာမြတ်ဖယားရဲ့သားတော်ရှင်မောက်ကလံနှိမ်နှင်းမို့လှလို့သာစိတ်နှလုံးသိမ်မွေးကနဂါကြီးကောင်းငိုက်ဦးဆိုင်ပါ၍ခါစားဖို့ရောက်လို့လားမေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာထောင်းနှင်းငယ်အောင်ခြင်းသတ္တမဟာမဘုံမှာတကူကုံမှန်တဲ့နေစေစင်းတို့ပုံပမာသကမြမကြီးဟာအမားကြီးမှာလို့အယူသိနေရှာငါသာမြဲတဲ့စိတ်မှာဆွဲတာဖယားကိုပင်ကလန်တိုက်၍မိုက်နေ
ခြင်းအထမဟာ